မိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးမှ I me my myself ဆိုတဲ့ဒီစကားလုံး၅လုံးကိုနည်းနည်းရှင်းပြချင်ပါတယ်ဒီစကားလုံးလေးတွေကိုဘယ်လိုသုံးတယ်ဘယ်လိုသုံးတယ်လဲဘယ်နေရာမှာသုံးတယ်လဲဘယ်လိုအချင်းနဲ့မြို့မှာသုံးတယ်လဲဆိုတဲ့အရာကိုကျွန်တော်အနည်းငယ်မျှဝေချင်ပါတယ်ဒီစကားလုံးတွေကရိုးရိုးလေးပဲဒါပေမဲ့အင်မတန်မှအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်ဒီဥစ္စာကိုကျွန်တော်တို့ကောင်းကောင်းနားလည်သွားပြီးဆိုရင်တော့အင်္ဂလိပ်စာကိုပိုက်ပိုက်နဲ့ကျွန်တော်တို့ပြောလို့ရတယ်အဲဒါကြောင့်ဒီဘယ်လိုအခြေအနေမျိုးမှာဘယ်စကားလုံးကိုသုံးတယ်လဲသုံးရမလဲဆိုတဲ့အရာကိုအနည်းငယ်ကျွန်တော်မျှဝေချင်ပါတယ်စီဝင်စားရဆိုရင်ကျွန်တော်ဆက်လက်ကြည့်အောင် I ဆိုတဲ့စကားလုံးကကိုတိုင်က subject နေရာမှာ subject ဆိုတဲ့အခါမှာကျွန်တော်တို့လှုပ်ဆောင်သူဖြစ်တဲ့အခါမှာလှုပ်ဆောင်သူနေရာမှာကိုကရှိတဲ့အခါမှာ I ဆိုတဲ့အရာကိုကျွန်တော်တို့အသုံးပြုရမှာဖြစ်ပါတယ်ကိုကခုကိုလှုပ်တယ်ခုကိုစီမှာရှိတဲ့အရာခုကိုပြောမယ်ကိုစီမှာရှိတဲ့ဖြစ်ပျက်နေတဲ့အရာခုကိုပြောမယ်ကိုလှုပ်တဲ့အရာအကြောင်းကိုပြောမယ်ဆိုရင် I ဆိုတဲ့အရာကိုကျွန်တော်တို့အသုံးပြုရမှာဖြစ်ပါတယ်ဥပမာကျွန်တော်တို့ပြောမယ်ဆိုရင် I love you ကိုကချစ်နေတယ်အဲဒါကြောင့်ကိုက I ဆိုတဲ့နေရာမှာလှုပ်ဆောင်သူချစ်နေတဲ့သူနေရာမှာ I love you ဆိုပြီးကျွန်တော်တို့ပြောရတာဖြစ်ပါတယ်နောက်ဥပမာတစ်ခုက I give him a book ဇောက်တော့ကျွန်တော်သူ့ကိုပေးလိုက်တယ်ပေးတဲ့သူကကိုအဲဒါကြောင့် I give him စသဖြင့်ကျွန်တော်တို့အသုံးပြုလို့ရပါတယ်တခြားဒီလိုမျိုးကိုက subject နေရာမှာရှိနေတဲ့အရာတွေအားလုံးကိုလို့ဆောင်နေတဲ့အရာတွေအားလုံးကိုကျွန်တော်တို့ဒီ I ဆိုတဲ့စကားလုံးအပြင်စတင်ပြီးမှကျွန်တော်တို့ကအသုံးပြုလို့ရတယ်ကိုကလှုပ်ဆောင်တယ်ကိုကလှုပ်ဆောင်တဲ့နေရာမှာပါဝင်ပြီးဆိုရင် I ဆိုတဲ့စကားလုံးကိုကျွန်တော်တို့အသုံးပြုရမှာဖြစ်ပါတယ်နောက်တစ်လုံးက me ဆိုတဲ့စကားလုံးကျွန်တော်တို့ me ဆိုတဲ့စကားလုံးကိုဒီမှာသုံးကြလဲဆိုရင်ကိုက object နေရာမှာရှိတဲ့အခါမှာတယောက်ယောက်ကကိုပြောတဲ့အကြောင်းတွေကိုပြောတဲ့အခါမှာကိုပေးတဲ့အကြောင်းတွေကိုပြောတဲ့အခါမှာကျွန်တော်တို့က object နေရာမှာကိုကရှိတဲ့အခါကိုက object နေရာမှာရှိနေတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ကိုက object နေရာမှာရှိနေတဲ့အချိန်မျိုးမှာဆိုရင် me ကိုကျွန်တော်တို့အသုံးပြုရမှာဖြစ်ပါတယ် he give I လို့ကျွန်တော်တို့အသုံးလို့မရတော့ဘူး he give me စသဖြင့်အဲဒါကြောင့်ကျွန်တော်တို့ကme ဆိုတဲ့စကားလုံးကိုကျွန်တော်ကပြန်မှာသုံးရမယ်ဆိုရင်တော့ဥပမာအဖြစ် he give me a book he lend me some money စသဖြင့်ပေါ့ကျွန်တော်တို့သုံးပြုလို့ရပါတယ်အဲဒါကြောင့်ဒီ me ရဲ့အရှိမဘာတွေလာတဲ့တည်းဆိုရင် me စကားလုံးရဲ့အရှိမ what မဟုတ်ရင်တော့ preposition တစ်ခုအမြဲတမ်းလာတယ်ဆိုတာလည်းကျွန်တော်တို့မှတ်ထားဖို့ရတဲ့လိုအပ်ပါတယ်နောက်စကားလုံးတစ်လုံး my ဆိုတဲ့စကားလုံးကကိုပိုင်တဲ့အရာတစ်ခုကိုနဲ့ဆိုင်တဲ့အရာတစ်ခုကိုကျွန်တော်တို့ပြောတဲ့အခါမှာကိုပိုင်ဆိုင်ချောင်းကိုကျွန်တော်တို့ပြောတဲ့အခါမှာအသုံးပြုရမှာဖြစ်ပါတယ်this is my marker this is my phone he is my father she is my mother he is my friend စသဖြင့်ပေါ့ my ရဲ့အနောက်မှာအမြဲတမ်း noun တစ်ခုဒါတော့မဟုတ်ဘူးနာမည်တစ်ခုလာရင်ဆွေ့ရောက်ကျွန်တော်တို့မှတ်ထားဖို့ရတဲ့လိုအပ်ပါတယ် my ဆိုတဲ့ဒီလုံးကအဲ့ဒီထဲမှာ noun တွေကိုမြုပ်ထားတယ် noun တွေကိုပြောစရာမလိုဘူး it is my ဘေးရဖြစ်ဖြစ်ပေါ့ကိုယ့်ရဲ့ပစ္စည်းယူတော့မယ်ဆိုတဲ့ခြေနေမျိုးမှာ it's mine you are mine ကိုကဒီရောက်ကိုချစ်နေတယ်ဆိုရင်လည်း you are mine ဒီဟာကျွန်တော်အတွက်ပဲစသည်ခြေနေမျိုးမှာကိုပိုင်တယ်ဆိုတဲ့ခြေနေမျိုးမှာဒီ mine စကားလုံးဆိုတော့အသုံးပြုရမှာဖြစ်ပါတယ် his car is black mine is white mine ဆိုတဲ့နေရာမှာ car ဆိုတဲ့အရာကိုမြုပ်ထားတယ်အဲဒါကြောင့်ဒီခြေနေမျိုးမှာဆိုရင်ဒီလိုအသုံးပြုလို့ရတယ်အဲကြောင့်ကျွန်တော်တို့ mine he is a friend of mine စသည်ဖြစ်တယ်ကျွန်တော်အသုံးပြုလို့ရပါတယ်နာမည်ပြောစရာမလိုဘူးကျွန်တော်ရဲ့တကယ်ချင်းပဲဆိုတဲ့အရာတိသွားအောင်ကျွန်တော်တို့ပြောရှင်တဲ့အခါမှာဒီ mind ဆိုတဲ့အရာကိုကျွန်တော်တို့အသုံးပြုလို့ရပါတယ်နောက်ဆုံးတစ်ချက်က myself ဆိုတဲ့စကားလုံးဖြစ်ပါတယ်ဒီ myself ဆိုတဲ့စကားလုံးကကိုထိခိုက်တဲ့အခါမှာကိုတိုင်လှုပ်ဆောင်တဲ့အရာတွေကိုပြောတဲ့အခါမှာတယောက်တည်းဖြစ်နေတဲ့တယောက်တည်းလှုပ်ဆောင်နေတဲ့အကြောင်းတွေကိုကျွန်တော်တို့ပြောပြတဲ့အခါမှာဒီ myself ကိုကျွန်တော်တို့အသုံးပြုလို့ရပါတယ်ဥပမာပြောရရင် I cut myself with my knife ကျွန်တော်ရဲ့တမြောင်အားဖြင့်ကျွန်တော်ကိုရှမိတယ်စသဖြင့်ပေါ့ဒါမှမဟုတ်ရင် I cook dinner myself I cook breakfast myself
ကျွန်တော်ကိုယ်တိုင်ချက်တယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့ပြောချင်တဲ့အခါမှာဒီ mindset ဆိုတဲ့စကားလုံးကိုဒီလိုအသုံးပြုရတာဖြစ်ပါတယ်အသုံးပြုလို့ရပါတယ်အဲဒါကြောင့်ဒီစကားလုံးကိုကျွန်တော်တို့ရိုးလေးဖြစ်တယ်ကျွန်တော်တို့သိပြီးသားဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကောင်းကောင်းမသုံးတတ်သေးဘူးဆိုရင်ဒီအစားကိုကျွန်တော်တို့ဒီဥစ္စာကိုကျွန်တော်တို့တစ်ချက်ကြည့်ရင်းနဲ့ပဲနေတာကျွန်တော်တို့သုံးတတ်သွားအောင်သုံးလို့ရအောင်ကျွန်တော်တို့လေ့လာကြရအောင်ကြိုးစားကြရအောင်အားလုံးစင်ကြပါစေ